Taurus ကကျမအနေနဲ့ကတော့အုံးတစ်လုံးနဲ့တွေ့လို့မြင်ပါတယ်အုံးကြီးရပြည့်ရမှာခွာလိုက်ရတာတစ်ခုတစ်ခုခက်အခက်ခဲပဲမလွယ်နေဘူးလွယ်ကူမနေဘူးဒါပေမဲ့အထဲထဲမှာရောက်သွားတဲ့အချိန်မှာရေတောက်မလားဖတ်စားမလားအကုန်လုံးကမင်းစားတိုင်းစားတတ်တယ်လို့မင်းပုံဖော်တိုင်းပုံဖန်တတ်တော့အရာအလုံးအသုံးဝင်နေတဲ့ဟာလေးဖြစ်နေတယ်ပေါ့နော်အဲ့လိုပါပဲ Taurus တွေကကြည့်လိုက်ရင်ပေါင်းအတင်ရခတ်တယ်မှာကြောတယ်အဲ့လိုပုံစံပေါက်ပြီမယ်တကယ်ကြောင့်စိတ်နှုတ်ပါတယ်စိတ်ကြောပြောင်းပါတယ်Taurus တွေကပြောမယ်ဆိုရင်အခြေအနေနဲ့ပတ်သက်ရင်ဒါအလုံးသိတဲ့အတိုင်းပဲသူက Venus ကျိုးဖြစ်တဲ့ကြောင့်ပေါ့နော်သူကအရန်ချစ်တတ်ဆုံးဆိုင်လို့တော့ပြောလို့ရပါတယ်အရန်ချစ်တတ်တယ်အရန်ချစ်တတ်တဲ့ကြောင့်မို့သူတို့အညာကိုကောင်းကောင်းသူတို့အကျော်ကိုကောင်းကောင်းသိရလို့ဆိုရင်သူတို့ကောင်းကောင်းအသုံးချနိုင်ပါတယ်တခုတတိပေးလာမယ်ကိုယ့်အညာကိုကိုယ့်ရဲ့အားနည်းချက်ကိုတက်နိုင်တဲ့မြအငိုင်းမမိပါစေနဲ့လို့ကျွန်မတတိပေးပြစီ။ဘာဖြစ်လဲဆိုရင်ကအညာကိုင်းပြီးသွားတဲ့လူမှများ Taurus ကိုကောင်းကောင်းကြီးကိုမှပြောမှဆိုရင်အနိုင်ယူတယ်လို့တော့ပြောလို့ရတယ်။အနိုင်ကျင့်လို့ရတယ်လို့ပြောလို့ရတယ်။သူကဆိုတော့အရင်ချစ်တာချစ်လို့ခွင့်လို့တယ်။အဲ့လိုပုံမျိုးပေါ့နော်။အဲ့တို့ကြောင့်မို့ Taurus ဒီကိုတော်တော်များများအချင်းမှလူတွေစိတ်ဝင်စားပါပဲဆိုတော့သူတို့ကချစ်ပြီးတတ်တာပေါ့နော်။ Taurus ကိုတော်တော်များများပြောကြသူ move on လွယ်တယ်လို့ပြောတယ်။ကျွန်မအနေနဲ့ပြောရမှာဆိုသူတို့ချစ်ချင်တဲ့ပမာဏလောက်ထိပြေဝသွားတော့မှာပါ။လက်လွတ်ကြတာပါသဘောအဖြစ်အဲ့လူတယောက်ကိုသူ့စိတ်ထဲမှာလက်လွတ်ရမယ်လို့တွေးပြီးဆိုဖြည်းဖြည်းလက်လွတ်တတ်တယ်လို့တို့ပေမဲ့လည်းတယောက်ကသူ့လက်လွတ်သွားရင်လည်းဟိုကကလေးတွေရရင်ရတယ်သူကမူးကုန်လို့မပြီးသေးရဘူးလေဖြစ်နေတတ်တယ်ပေါ့နော်ဒါ Taurus တွေကိုသူ့ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျမရဲ့အမြင်ပေါ့နော်နောက်ပြီးတော့ Taurus တွေကဒီအခြေအနေနဲ့ပတ်သက်ပြီးတော့သူအရင်ချစ်တတ်တယ်လို့သူ့မှာဘာကောင်းလို့ဆိုးလို့ရှိလဲဆိုတော့ကျမအထူးရဲ့မြင်နော်လူတယောက်ပေါ်မှာဖြူဖြူစင်စင်ချစ်ပြီးလိုက်ပါအကောင်းဆုံးချစ်ပြီးလိုက်ပါအဲ့အတွက်ကြောင့်မို့Taurus တွေကဘယ်တော့မှဆုံးရှုံးနေဆိုမရှိဘူးသူတို့အကောင်းဆုံးချစ်ချင်းကိုရလိမ့်မယ်ဒါပေမဲ့သူ့ကိုပလေးသွားတဲ့လူကလည်းအဲ့လိုပလေးသွားခဲ့ရင်တော့မှပြန်ခံစားရလိမ့်မယ်ဘာလို့ဆိုတော့သူ့ရဲ့စွမ်းအားပဲအဲ့ဒါသိလားပြောမှဆိုရင်ကောင်းကောင်းယူချက်ချင်းဝတ်လေပြီးကောင်းကောင်းလှလှပိုက်ဖြစ်သွားမယ်ပေါ့အဲ့တိုင်းပဲ Taurus ကလည်းမအူမလဲမလုံးနဲ့မအူမလဲရှုပ်တယ်မလုံးနဲ့အဲ့လုတ်တယ်ဆိုတာလဲတယ်လို့နဲ့ခံရမှာခံရမဲ့ခွင့်ရရမ်းများတယ်ပေါ့နော်စိုင်းပြောပြစီနောက်ပြီးတော့ Taurus တွေကကျမကြားဖြတ်ပြောရမှာဆိုရင်ကြာကို April 20 May 20ကြာ Taurus တွေသူတို့ကန်ကောင်းစီရဲ့နံပါတ်က2ရဲ့6ရဲ့15ရဲ့ကန်ကောင်းစီရဲ့နေ့ရက်တောက်ကြနေကန်ကောင်းစီရဲ့အရောင်ကအစိမ်းရဲ့ပန်းရောင်လေးရဲ့ပေါ့နော်အဲ့ဒါသူတို့တွေ့တဲ့ကန်ကောင်းစီရဲ့အရောင်ပါနောက်ပြီးကျမအတောက်သမားဖြစ်တဲ့ကြောင့်မို့တောက်တာတော့ကျမ recommend ပေးရင် wine ပေါ့နော် wine နဲ့ပတ်သက်ပြီးဆိုရင် Merlot တို့ Cabernet Sauvignon တို့အဲ့ဒီမျိုးစားတောက်ကြည့်ပါဒီထပ်ပို့ပြီးတော့လုံးဝ Taurus နဲ့အရင်လိုက်ခက်နေတဲ့ wine မျိုးစားကိုဒီထပ်ပြပါဆိုကျမအတန်ထွက်တော့ဘူးအဲ့ wine ကိုရှာဖွေပြီးတောက်ကြည့်ပါလို့ကျမပြောချင်ပါတယ်ကဲထပ်ဆက်မယ်Taurus တွေကဆောစောပြောသလိုမျိုးပဲသူတို့ကလွယ်လွယ်နဲ့လည်းမခင်တတ်ဘူးပြောလို့သူတို့ရှေ့ထဲမှာသူတို့နှလုံးသားအရန်နူးညံ့တော့ကြောင်းလွယ်နဲ့ဖွင့်ရမပြောက်ရှိနေတယ်ဟိုပေါ့တိုင်းနေအထက်ကာယံထားတယ်ပေါ့နော်ခက်ခက်ကာယံပြီးတော့မှလူတယောက်ကိုရှင်းနေထည့်တာထည့်ပြီးရင်လည်းနှုတ်လို့မရမှာသူ့ကိုယ်သူပြီးလို့အဲဒါကြောင့်အချစ်တဲ့ဆုံးမှာတစ်ခါကျရင် Taurus တွေကစိမ့်ကားတယ်ဖြစ်တယ်ကျမပြောမှကြားဖြတ်ပြီး Taurus တွေကလေအညောင်ညောင်လုပ်တာချစ်ချင်းတရားကိုမင်းတို့အလိုအဆုံးဖြစ်အောင်ငါကတော့မင်းကိုချစ်ပေးမယ်အလိုအဆုံးဖြစ်အောင်ချစ်ပေးမယ်တို့ပေမဲ့ငါ့ကိုအညောင်လို့အပေါ်ရန်နေလုပ်တဲ့လူမျိုးတော့ငါလည်းပြောမှဆိုရင်မင်းကိုမလုပ်ပြတတ်ဘူးပေါ့ပြောလည်းမပြောပြတတ်ဘူးအညောင်လုပ်တတ်ဘူးပေါ့ကွာမင်းကိုချစ်တယ်လို့ချစ်တယ်အဲ့ချစ်တယ်ကမင်းအတွက်ကိုအရန်အသုံးဝင်စရာအသုံးတည့်စရာနဲ့ပုံစံမျိုးပေါ့နော် Taurus တွေကတခုတော့ရှိပါတယ်သူတို့စိတ်ထဲမှာလုံခြုံမှုတခုခုမရမချင်းတော့ဥမာပြင်ကွာအိမ်နောက်ပြုရဲပဲထားတာတခုဆိုတော့သူ့အတွက် safe တခုခုမဖြစ်သေးတဲ့အတွက်ကြောင့်တခုခုတောင်းယူတာမျိုးတွေတော့မလုပ်သေးရမျိုးလို့ဖြစ်တတ်တယ်အဲ့တက်မှာတစ်ဖက်လူကသူကဘာဖြစ်လို့လဲငါ့ကိုချစ်လို့လားဘာညာဖြစ်သွားတယ်ဒါပေမဲ့တကယ်တော့မဟုတ်ဘူးသူကသူ့အတွက်အကုန်လုံးပေါ့နော်ပတ်ပေါင်းဆိုတာနေ safe မဖြစ်သေးလို့ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲနောက်တစ်ခုရှိပါသေးတယ်အာယုံ၅ပါးကိုအရန်ခံစားနိုင်ဆုံးဆိုင်မှာအဲ့ကြောင့်မို့သူတို့တွေကိုအစားတော့အရန်အစားကောင်းကြိုက်တယ်လို့ဘာလို့ပြောကြရလဲနော်အဲ့တော့သူကအာယုံ၅ပါးကိုခံစားတတ်တဲ့ကြောင့်မို့အနုပညာ sense တွေလည်းရှိသလိုအစားကောင်းဆိုလည်းအစားလေးကဘလို့အရသာမှာဘလို့လေးမှာဘယ်ဆိုင်လေးမှာဘယ်ပစ္စည်းလေးမှာဘလို့အဲ့လိုပဲသူကောင်းတိတိကျကျကိုညွန်ပြတတ်တယ်ပြောပြတတ်တယ်လောက်တတ်တယ်ပေါ့ကျွန်မတွေ့ပြီးတော့မြန်မာနိုင်ငံမှာအနုပညာရှင်အများဆုံးနိုင်ငံခြားဆိုတာတက်ပေါ့နိုင်ငံခြားမှာလည်းရှိပါတယ်အများကြီးပဲဒါပေမဲ့ Taurus ကထူးခြားဆုံးကတော့အနုပညာရှင်တွေရန်ထွက်တယ်ဆိုတော့ဖြစ်ဖြစ်ပကြီးဖြစ်ဖြစ်မင်းသားမင်းသမီးဖြစ်ဖြစ် Taurus အများဆုံးပဲเนาะကျွန်မတို့ချောတယ်သူတို့ရဲ့အားသာချက်ကချောတယ်လေငါတို့ဆွဲဆောင်လို့ရှိရပေါ့အရင်
ဖြေလို့ရတယ်โอเค Taurus တွေကအားလုံးပြောဂျိုထွက်နေရလို့အားလုံးကပြောကြတယ်သူကလည်းဂျိုထွက်အောင်ချစ်တယ်လို့သူကိုယ်ကလည်းဝန်ခံတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်အဲ့ဒီဂျိုဟာထွက်ရင်ထွက်သလားပြောမယ်ဆိုရင်ဂျိုလေးကထွက်လာလှရင်လှပလာတော့အရန်ပုံမှာသူကအဲ့ဂျိုနဲ့ပြောမယ်ဆိုအချစ်ကြီးလည်းအမြင်ကြီးတယ်လို့ပေါ့နော်အဲ့ဂျိုနဲ့ကိုယ့်ကိုပြန်ပြီးတော့အဲ့ဂျိုနဲ့မကိုပြန်ဆိုင်သွားအောင်လုပ်နိုင်တယ်ပေါ့နော်သူလုပ်ချင်ရင်ပေါ့နောက်ပြီးတော့ Taurus တွေကသူတို့ပေါ့တခုခုတွေလုပ်တယ်သူနှစ်ယောက်တူတူပဲဖြစ်ဖြစ်ဥမာတငယ်ချင်းနဲ့ဖြစ်ဖြစ်မိတ်ဆွေနဲ့ဖြစ်ခုခုပေါ့နော်လောက်ကင်ကြတယ်ဥမာတခုခုပေါ့တိုင်ပင်ထားပဲဖြစ်လုပ်ကြပြောတယ်ဒီလိုလုပ်ကြည့်ဒီလေးပါဖြစ်ကြည့်သူပြောတယ်မရဘူးဒီမှာဖြစ်ဆိုရင်တခုသူဥဆောင်ရမယ်တခုအကြံပေးရမယ်ဆိုသူပြောသလိုမလုပ်ဘူးဆိုရင်မဖြစ်ဘူးဆိုရင်သူအရင်ညှိကုန်တတ်တာပေါ့ညှိနေမိမ့်နေပဲအစင်းကိုဘိန်းတက်တဲ့အချိန်ကိုစောင့်တာလောက်ဆန်းဆိုအစင်းကိုဘိန်းတက်မှာကျွီးသူဖြစ်သွားအောင်သူအဲ့လိုမျိုးကောင်းကောင်းကိုလက်စားချိတ်တယ်သူအဲ့မှာလဲ smart ဖြစ်တယ်အဲ့လုံးဝမထင်ထားတဲ့အရာနော်အစင်းဘိန်းတက်ပိုင်းဆိုမှဟိုတယောက်ကဦးနဲ့ဒုံးနဲ့ကိုကြာအောင်မလုပ်ပေးတာဒါကသူပြောစကားကိုလက်မခံရင်အကြံဉာဏ်မှန်တဲ့လက်မခံရင်အရန်အဲ့လိုမျိုးခေါင်းကျော်မှိုင်ပေါ့ဒါပေမဲ့သူများတော့သူအဲ့လိုပဲဖြစ်တာနော်သူကြရင်တော့သူ့အမြင့်ကိုပြောမယ်ဆိုရင်သူ့အမြင့်ကိုသူကိုယ်တိုင်နှုတ်မှာပဲရတယ်သူကဘာတူပြောရမှာမရဘူးကို့အမြင့်ကိုကိုယ်ပဲနှုတ်မယ်ဆိုတဲ့လိုမျိုးပေါ့နော်ကိုယ်တိုင်ပဲနှုတ်မှာအသေးကွဲတယ်ဆိုလဲဒီတယောက်မကြိုက်နဲ့နေတယောက်မေးလိုက်လို့ဘယ်လောက်ပြောလဲပြောတာလုံးမယ်ဒါပေမဲ့သူ့အမြင့်ကိုသူကိုယ်တိုင်ဆွဲခွာမှရတာသူကိုယ်သူလည်းသိတယ်အဲ့လိုမျိုးအားကြောင့်သူတို့ခေါင်းကျော်မှဘာဖြစ်လဲဆိုတော့သူတို့အရာလုံးသူစမ်းစစ်ပြီးသူကိုယ်တိုင်ကလုံးဝ accept လုပ်ဖို့လည်းတော်တော်ခက်တယ်ဘာဖြစ်လို့ဆိုတော့သူကအရာတစ်ခုခုချင်းနဲ့ဆက်တင်တာခတ်ထားတာကိုကာတိုင်းမှာဆွဲရောက်သွားလို့သူတို့ခွာရတာသူများတွေလုံးမလွယ်ကူနေဘူးပေါ့နော်ဒါကတော့သူ့ရဲ့ခေါင်းကျုံးမာတယ်ဆိုရဲအချမ်းကိုကျွန်မပြောပြရပါ Taurus တွေကနောက်ပြီးတော့အပြင်းကြီးရယ်ဆိုတော့လည်းအကုန်လုံးသိတယ်အဲ့လည်းအယက်မှတ်တယ်အပြင်းကြီးရယ်ဒါပေမဲ့အပြင်းကြီးရယ်ဆိုပေမဲ့သူကစက်ညစ်ဘက်သူလည်းစက်ညစ်ဘက်ပဲအဆိုင်ညစ်ဘက်နဲ့များအဲ့လိုအဆုံးရောက်တယ်သူအပြင်းကြီးရယ်သူ့မဲ့အလုံးလောက်ရမယ်ဆိုရင်ထိမိပဲတခုခုကမရပြောမှဆိုတော့အကုန်လုံးမှာဇန်ဝင်စားပြီးလောက်တတ်တယ်လို့တော့သူအဲ့လိုထိမိလောက်တယ်ငွေရှာရမ်းတော့တယ်ပတ်စံဘလို့နည်းနဲ့ရှာမယ်ဆိုတော့သူ့အတွက်ကအရင်ခက်ခဲနေရမှာငွေဘလို့ရှာမယ်ဆိုတော့ကောင်းကောင်းသိရပါဆိုတော့သူ့အတွက်လည်းပတ်စံဆိုတဲ့အရာသူ့အတွက်အခက်ခဲဆိုတာမရှိအောင်လည်းအမြဲတမ်းplan တွေလောက်ထားတတ်တဲ့ဆိုင်ပေါ့နော်အားလုံးဒီအတိုင်းပဲသူကတော့သစ္စာရှိဆုံးတကယ်ချင်းပေါ်မိသားစုပေါ်ချစ်သူပေါ်ကျမစောစောပြောသလိုပဲသစ္စာရှိဆုံးမှန်တယ်သူတို့ကလေဥပမာသူတရားပေါ်မှာသူကလုံးဝယုံကြည်သွားပြီသူတို့လူလိုတတ်မှတ်သွားပြီဆိုရင်အဲ့လူဘာလုံးလို့ကိုမှန်တယ်ဘယ်သူမှလာမပြောနဲ့တော့ပေမဲ့တခုတော့ရှိတယ်သူတတ်မှတ်ထားတဲ့စီးရီတွေညှိသွားပြီဆိုတော့သူများရေလိုမျိုးကအာနာမှုတို့ခင်မင်မှုတို့ဘယ်အကြောင်းကိုမှသူမျက်နှာကိုမထောက်တတ်ဘူးသွားတော့ဆိုတော့လုံးဝလုံနိုင်တယ်ပေါ့နော်အာနာမှုတော့လုံးဝမထားနိုင်နဲ့မထားအောင်ထားတာပေါ့သူကအဲ့လိုဆုံးရောက်ပြီးတော့ခင်တတ်တာအဲ့ဒါပါပဲကျမတို့ဒီနေ့ပြောရတာရမ်းများနေချိန်လေးကြာနေတော့ကြောင့်မို့ကျေးဇူးပါဒီနေ့တော့ကျမတူတရဲ့အမြင်နဲ့ပဲကျမပြပြဖြစ်ပါတယ်အတက်တိုင်းတစ်ခုနေနဲ့ထောင်ပြီးပါ Taurus ဒီကောင်ကစစောင့်မှုရှိပြီးချစ်တတ်ပါတယ်ကျေးဇူးပါတတ်